လေရင်မှုကန်တကားပွင့်သွားတဲ့အခါသူမမြင်လိုက်ရတာကအခြေအနေတွေရှုပ်ထွေးပပေါ့နေတဲ့မြင်ကွင်းပါပဲလေရင်မှုကဒုတိယလေရင်မှုကိုထိန်းချုပ်ဖို့ရုန်းကန်နေရတာကြောင့်လေရင်ကိုထိန်းချောင်းဖို့လက်လွတ်နေခဲ့ရပါတယ်သူမတုံဆိုင်မနေပဲရှေ့ကိုတိုးဝင်သွားပြီးထိုင်ကုန်ပေါ်ခုန်တက်ကနှကြက်ကိုတက်လိုက်ပါတယ်ပြီးနောက်ချက်ချင်းဆိုသလိုပဲဘဲဘက်အင်ဂျင်ရဲ့လောင်စာစီလိုင်းကိုဖျက်တောက်ပြီးမီးငိမ့်သက်စနစ်ကိုဖွင့်လိုက်ပါတယ်သူမရဲ့လှုပ်ရှားမှုတိုင်းကတိကျသေးချာလှပါတယ်လေရင်မှုဟာသူမရဲ့တည်ငြိမ်တဲ့ဆုံးဖြတ်ချက်နဲ့ကျွမ်းကျင်မှုကြောင့်အံ့အားသင့်သွားရပြီးသူကိုယ်တိုင်တောင်သူမလောက်မတော်ဘူးလို့ခံစားလိုက်ရပါတယ်ဒီအချိန်မှာလေရင်လွတ်မြောက်ဖို့ဆိုရင်သူမဟာတူးလေးတော်မျှော်လင့်ချက်ပဲဆိုတာသူနားလည်သွားပါတယ်သူမရဲ့ထိန်းချုပ်မှုအောက်မှာတုံရင်နေတဲ့လေရင်ဟာဖြည်းဖြည်းချင်းတည်ငြိမ်လာပြီးလမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပါတယ်အချိန်ထဲမှာပဲမြေပြင်ထိန်းချုပ်ရေးဌာနကအရေးပေါ်အချက်ပေးတံကိုလက်ခံရရှိလိုက်ပါတယ်ကြီးကြပ်ရေးမှူးကချက်ချင်းပဲအရေးပေါ်ဆက်သွယ်ရေးလိုင်းကိုဖွင့်ပေးဖို့အမိန့်ပေးလိုက်ပါတယ်အားလုံးပဲအသက်ရှူမလူနီးပါးဖြစ်နေကြပါတယ်မကြခင်မှာပဲသတင်းအသစ်ထပ်ရောက်လာပါတယ်လေရင်မှုကန်ထဲမှာလေဖိအားကျဆင်းနေပြီးလေရင်မှုနှစ်ယောက်လုံးလေရင်ကိုမောင်းနေနိုင်ခြင်းမရှိတော့ပဲကလေးမလေးတစ်ယောက်ကပဲလေရင်ကိုမောင်းနေရတယ်ဆိုတဲ့သတင်းပါအော်ပရေတာတစ်ခဏလောက်နေကြောင်သွားပေမဲ့မေးခွန်းထုတ်နေဖို့အချိန်မရှိတော့ပါဘူးနောက်ထပ်အနေတစ်ခုကပေါ်လာပြန်ပါတယ်လေရင်ကလမ်းကြောင်းကနေအတော်လေးလွဲချော်သွားပြီးတခြားခရီးသည်တင်လေရင်တစ်စင်းနဲ့တက်တိုးမဲ့အခြေအနေဖြစ်နေပါတယ်အဲ့ဒီအချိန်မှာပဲအခန်းတကားပွင့်ထွက်လာပြီးအတန်ကျဲတဲ့အမျိုးသမီးရဲ့သားကအထဲကိုပြေးဝင်လာကကလေးမလေးရဲ့နှကြက်ကိုဆွဲချွတ်လိုက်ပြီးသူကကလေးပဲလေငါတို့အားလုံးကိုတတ်မိတော့မှလို့အော်ဟစ်ပါတော့တယ်သူမိခင်ကလည်းလိုက်လာပြီးသူ့သားကလေချောင်းပညာသင်ထားတာကြောင့်ဒီထက်ပိုကောင်းအောင်လုပ်နိုင်တယ်လို့အော်ဟစ်နေပါတယ်တယောက်ကတော့လေရင်မောင်းတာယောက်ျားလေးတွေလုပ်ရမယ့်အလုပ်လို့လှောင်ပြောင်နေပါသေးတယ်မြေပြင်ထိန်းချုပ်ရေးဌာနထဲမှာတော့လေထုကတင်းမာလို့နေပါတယ်တိုက်မိဖို့2မိနစ်ပဲလိုတော့တဲ့အချိန်မှာဆက်သွယ်မှုပြတ်တောက်သွားပါတယ်လေရင်မှုကန်းထဲမှာတော့လေရင်မှုကသွားတွေကိုကြိတ်ပြီးအာယုံစိုက်ထားသူတို့ကိုလှစ်လူရှူလိုက်လို့ပြောလိုက်ပါတယ်တခြားလေရင်နဲ့နီးကပ်လာပေမဲ့အဲ့ဒီအမျိုးသမီးကတော့ဘာမှလက်တွေ့အတွေ့အကြုံမရှိတဲ့သူ့သားကိုပဲရှေ့တိုးခိုင်းနေပါတယ်ကလေးမလေးကတော့တီတီငိမ့်ငိမ့်နဲ့နှကြက်ကိုပြန်ကောက်တက်လိုက်ပြီးကျမအားလုံးကိုကယ်နိုင်ပါတယ်လို့ပြောလိုက်ပါတယ်လေရင်မှုရဲ့လက်ကဒဏ်ရာရထားလို့လှုပ်ရှားလို့မရတာကြောင့်ကလေးမလေးကသူ့မိခင်ဘက်ကိုလှည့်ပြီးသမီးကိုထိန်းချုပ်ခလုတ်ကိုတည်ငြိမ်အောင်ကင်ပေးပါလို့ပြောပါတယ်မိခင်ဖြစ်သူကအမေဒါမျိုးတစ်ခါမှမလုပ်ဘူးလို့တုံ့ဆိုင်နေပါတယ်ကလေးမလေးကသူ့ကိုခိုင်မာတဲ့အကြည့်နဲ့ကြည့်ပြီးရပါတယ်သမီးကိုယုံပါလို့ပြောလိုက်ပါတယ်မိခင်ဖြစ်သူကခေါင်းညိတ်ပြီးသူမပြောတဲ့အတိုင်းလိုက်လုပ်ပါတယ်အဲ့ဒီအချိန်ထိခရီးသည်တွေကတော့သူတို့ကိုဆက်လက်လှောင်ပြောင်နေသေးပါနောက်ဆုံးတော့လေရင်မှုဒေါသထွက်ပြီးသူတို့ကိုအပြင်ကိုဆွဲထုတ်သွားဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလေရင်နှစ်စင်းဟာတိုက်မိဖို့လက်တကမ်းပဲလိုတော့တဲ့အထိနီးကပ်လာပါပြီစွန့်စားရမယ့်ရွေးချယ်စရာတစ်ခုပဲကြံပါတော့တယ်အဲ့ဒါကတော့ရှေ့မှာရှိတဲ့တိမ်တိုက်ထဲကလေစည်းချောင်းကိုအသုံးပြုဖို့ပါပဲကလေးမလေးကလေရင်ဥတီချက်ကိုဒီဂရီ20သို့ချိန်ညှိလိုက်အလိုအလျောက်မောင်းနှင်စနစ်ကိုပိတ်လိုက်ပြီးလက်နဲ့ကိုယ်တိုင်ထိန်းချုပ်မောင်းနှင်လိုက်ပါတယ်ထိန်းချုပ်ရေးမျှော်စင်တွေကလူတိုင်းအသက်ရှူဖို့တောင်မိနေကြပါတယ်10စက္ကန့်ပဲလိုတော့တယ်68လေရင်ကပြင်းထန်တဲ့လေစည်းချောင်းထဲကိုထိုးဝင်သွားပါတယ်9လေးလေရင်နှာခေါင်းကရုတ်တရက်မော့တက်သွားပါတယ်3နှစ်လေရင်နှစ်စင်းဟာတစ်စင်းနဲ့တစ်စင်းလက်မအနှဲငယ်ပဲကွာတော့တဲ့အထိနီးကပ်စွာကြောဖြတ်သွားပါတယ်တိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ဝမ်းသာအားရအော်ဟစ်တန်တွေထွက်ပေါ်လာပါတယ်လေရင်မှုကန်းထဲမှာတော့လေရင်မှုကသူမကိုအံ့ဩတကြီးငေးကြည့်နေပြီးကလေးမလေးကတော့နောက်ဆုံးမှာတက်ပြင်းတစ်ချက်ကိုအသာအရာချလိုက်ပါတော့တယ်